ဘူ ဗာလေ Disney ရဲ့ဒါဇက်ကားရှိရလीနော်โอเคမနေ့ကတော့ဝယ်ပြီးချင်းအရင်စားကြတာလေတခုစားလိုက်တယ်အဲ့တော့တခုရောနေတယ်โอเคတော့ဗာလီနဲ့စားမလဲဟေးဘာကိလဲဝေးဖာကိလားမသိဘူးဒါကြီးခရင်တာကြီးမများတော့ကြိုက်တယ်တကယ်နဲ့မထဲတော့ဘူးကွယ်တိုင်းမစားမယ်ကွယ်ခရင်တာကြီးမများတော့များတယ်အခုလိုကြီးပေါ့အပေါ်ကနေပြီးတော့ decorate လုပ်ထားရဲ့ခရင်လေးလို့ဒါကြီးတော့မများအောင်စပမေးရန်9500ပဲပေးရအောင်နော်အရင်တန်တယ်မေးကြည့်လိုက်ဒီလိုရတာအောင်အရင်ကိတ်တာလည်းအရင်စောမှန်ကြောရအပေါ်သားလေးကိုကြိုက်တယ်ဟီမင်းကရုံးဖြစ်သွားတယ်